ဒီတင်းကတော့ကပတ်တဲ့လည်းမဟုတ်ဘူးဂျပန်တဲ့လည်းမဟုတ်ဘူးမြန်မာရုပ်ရှင်ဇာတ်ကားကြီးတင်လိုက်တဲ့မြင့်မြတ်ဒီဇာတ်ကားကိုပေါ့နော်ကျမတို့အထူးသဖြင့်ကျမတို့ရဲ့အရန်ဒေစာရတဲ့ကြီးညိုရတဲ့ဆရာကြီးလေတွင်းသားစောချစ်ရဲ့သူ့ရဲ့ဇာတ်ကားသူ့ရဲ့ရင်တွင်းဖြစ်ပြီးရင်သူ့ရဲ့တကယ်ဖြစ်ကြောင်းစင်ပေါ့နော်သူခဏခဏစာပြေခိုးပေးဖို့မှပြောတဲ့ခါမှာသူ့ရဲ့ဆရာကြီးရဲ့အတန်ချူချူလေးနဲ့လေနော်ကျွန်တော်တို့ညောက်ကဘာမှလည်းမသိဘူးပြောတဲ့လေတန်လေးကျမအရန်သဘောကျမှခဏခဏကျမတို့နားရည်တဲ့အရန်ကိုဆွဲလန်းခဲ့ရတဲ့ဒီဇာတ်ကားကိုဒီမှာကြည့်လိုက်ဒီ TikTok မှာသူတို့ခိုးရိုက်ထားတာမြင်တော့လေကျမတော်လေးရင်ထဲမကောင်းဘူးဒီလားဘာလို့လဲဆိုရင်လေကျမတို့မြန်မာပြည်မှာဒီလိုမျိုးခိုးရိုက်ပြီးတင်တဲ့ TikTok တွေအကောင့်တွေကိုထိထိမိမိယူတဲ့လောက်ဆောင်မှုမျိုးမလုပ်နိုင်သေးဘူးဆိုပေမဲ့လည်းဒီမူပိုင်ခွင့်ကိုချိုးဖောက်နေတယ်ဆိုပေမဲ့လည်းကျမတို့အတိစိတ်နဲ့လေဘယ်ဆက်ကားမဆိုအများတူငါကြည့်ဖို့အတွက်ကိုဒီလိုကိုကနေတဆင့်အဲ့လို viewer ရချင်တာနဲ့ပဲ TikTok မှာ like တယ်အများကြီးရချင်တာနဲ့ပဲအဲ့လိုခိုးရိုက်ပြီးတင်တဲ့ဟာကိုလေကျမလုံးဝရှုံချတယ်ဒီလားမဖြစ်သင့်ဘူးဆိုရင်ဂျပန်မှာဆိုလုံးဝမရပါဘူးနော်ဟိုတလောကတော်တော်လေးနာမည်ကြီးသွားတဲ့တရုတ်နိုင်ငံကဂျပန်ကိုကြောင်းလာတက်တဲ့ကျောင်းသားတယောက်သူတို့ရဲ့ရုပ်ရှင်ရုံမှာဂျပန်ရုပ်ရှင်ရုံမှာသူတို့ရဲ့ဇက်ကားကိုဒါတော့မတင်သေးဘူးနော်ခိုးရိုက်တာမိသွားပြီးတော့သူတို့ခိုးရိုက်တာသူ device တွေကိုတခုခုရှိရနေဘယ်ကနေယူသွားတယ်လဲဘယ်ကနေပြန်ပြမှာလဲအဲ့လိုမျိုးဆိုတိုင်းမှာသူခိုးရိုက်ထားတာကိုမိပြီးတော့မှထောင်းတန်းငွေတန်းရှိပါတယ်နော်ပြီးရင်နောက်တော့ပြောချင်တာငွေတန်းတော့မှသူတို့ရုပ်ရှင်ဘက်ကပြစ်မှုကြတဲ့လို့ငွေတန်းကြတာတမျိုးရုပ်ရှင်ရုံဒီရုပ်ရှင်နဲ့ထုတ်လုပ်သူဘက်ကနေတရားစွဲပြီးတော့မှသူတို့ရဲ့နှစ်နာကြီးအင်းပေါင်းရာချီတယ်အဲ့လိုမျိုးရောရပါတယ်မြန်မာပြည်မှာအဲ့လိုမျိုးအကောင့်တူနဲ့တည်ရင်ဘာမှမဖြစ်ဘူးဆိုပေမဲ့ဂျပန်မှာဆိုရင်အဲ့ဒီအကောင့်တူကဘယ်သူကလုပ်ပြီးဘယ်လောက်ဆိုရဲအဲ့အကောင့်နေ source လိုက်ပြီးတော့ဒီ cyber law ရဒီ internet ပေါ်ကရဲတွေလိုက်စုံစမ်းပြီးတော့မှဖမ်းမိပါတယ်နော်မျိုးမြန်မာနိုင်ငံမှာဒီလိုမျိုး action ယူတာမရှိသေးပေမဲ့လည်းကိုယ့်ရဲ့အသိစိတ်နဲ့ဒီမူပိုင်ခွင့်ဆိုတာရောပြီးရင်လူရဲ့ကျင့်ဝတ်အနေနဲ့မကိုက်ညီဘူးဒါသူများတို့ဒါ producer တွေမင်းသားမင်းသမီးတွေအထူးသဖြင့်ဒါဆရာကြီးလေးစားချမ်းပြဒါမျိုးမလုပ်တင်ဘူးပဲကျွန်မအဲ့လိုယူဆတယ်ဒါအဲ့လိုပြောလိုက်လို့ကျွန်မမြင့်ဖန်လည်းမဟုတ်ဘူးဒီ producer နဲ့ကျွန်မတို့ကလားကြီးမှမဆိုင်ဘူးဒါပေမဲ့ဘယ်ဇက်ကားမဆိုပေါ့နော်တကယ်ရုပ်ရှင်တင်နေတဲ့လူတို့ကပြီးရင်သူတို့ကြည့်ချင်တဲ့ပရိသတ်တွေနေနဲ့ရောကျမတို့ကြည့်ကြည့်မှလေဒီဟာလေးမြင်တော့လုံးဝစိတ်မကောင်းဖြစ်တယ်တကယ်အဲ့လိုခိုးရိုက်တာမျိုးဆိုတာပြီးတော့ရုပ်ရှင်ပေါ်မှာလည်းတေချာစာတန်းထိုးတယ်ဟုတ်တယ်မလားမခိုးရပါဘူးတို့ခိုးရိုက်တယ်ဆိုလို့ရှိရင်ဘလို့ဒဏ်ရှိပါတယ်ဆိုတာမျိုးပြောမှာပဲလေဒါပေမဲ့အဲ့ဒါကိုရဲ့စန္ဒတစ်ခုထင်းနဲ့အဲ့လိုလုပ်တယ်ဆိုတာကျမအနေနဲ့လေရှုံချတယ်အနစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဘယ်သူမှတရားဆွဲမဆွဲဘယ်သူကအရေးယူပေါ့နော်ကိုတိစိမ့်နဲ့ကိုမြန်မာပြည်မှာဇက်ကားတွေလည်းရုပ်ရှင်ဇက်ကားတွေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးမလုပ်သင့်ဘူးလို့ကျမကအချိန်မြင့်တံမိသားကျမအနေနဲ့အကြံပြုချင်တာဟုတ်တယ်ပြီးတော့သူတစ်ဖင်ဒီနေ့ဒီဆရာကြီးရဲ့ဇက်ကားရုပ်ရှင်တင်တဲ့အချိန်မှာဒီလိုမျိုးတွေမြင်ရတော့တော်တော်စိတ်မကောင်းလို့ကျမရှာရှိမိတာပါအားလုံးပဲအနောက်ရှက်ဖြစ်သွားရင် sorry ပါအားလုံးပဲအဆင်ပြေကြပါစေ bye bye